ရွှေတို့ရဲ့ခန္ဓာကိုယ်ထဲမှာအန်ဒီရရှိတဲ့အစိတ်ဖြစ်စေတဲ့အစီတွေစုပုံနေပြီးနှစ်ပေါင်းများစွာစုလာတာကိုသိပါသလားဒါအပြင်ဒီအစီတွေကခမည်းကိုနေမကောင်းဖြစ်စေပြီးပင်ပန်းနွမ်းနယ်စေကကိုယ်လေးချင်တက်စေနိုင်ပါတယ်ဒါပေမဲ့စိတ်မပူပါနဲ့ကျွန်တော်မှာဟန်ဟောစရာတည်င်းကောင်းတစ်ခုရှိပါတယ်တဘဝအလျောက်အစီကျစီပြီးဆဲကျမ်းမာရေးကိုထောက်ပံ့ပေးနိုင်တဲ့ကျွမ်းကျင်သူဘန်အာဒီကဒီအန်ဒီရရှိတဲ့အစီတွေကို9ရက်အတွင်းခန္ဓာကိုယ်ကနေဖယ်ရှားပေးနိုင်တဲ့စွမ်းအားရှိတဲ့ဖျော်ရည်တစ်မျိုးကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။ဒါအပြင်ဒီဖျော်ရည်ကလုံးဝတဘဝအတိုင်းဖြစ်ပြီးဘေးထွက်ဆိုးကျိုးမရှိပါဘူး။ကဲရှင်းမိတ်ရွှေလို့ရေဒီအန်ဒီရရှိတဲ့အစီတွေကဟင်းဒီဟင်းရဲ့စီတွေကနေလာတာပါ။ဟုတ်ပါတယ်ဟင်းဒီဟင်းရဲ့စီတွေကကျမ်းမာရေးနဲ့ညီညွတ်တယ်လို့ထင်ကောင်းထင်ကြပါမယ်။ဒါပေမဲ့နာမည်ကျော်ဘတ်စကတ်ဘောသမားတယောက်ရဲ့အာဟာရပညာရှင်ဒေါက်တာခိတ်ရှန်နဟန်ရဲ့အဆိုအရဒီစီတွေကဆေးလိပ်တောက်တာဒါမှမဟုတ်တရားစားတာထက်တောင်ပိုဆိုးရွားတယ်လို့ဆိုပါတယ်။ရုပ်ဘခတ်နေနိုင်ပါတယ်။ဒါပေမဲ့ဒါမှကြောင့်ကျွန်တော်ဆိုးရွားတာလဲဆိုတာကိုရှင်းပြပါမယ်။ဒီအန်ဒီရရှိတဲ့အစီတွေကခမားစားပြီးတဲ့နောက်မနစ်အထိခန္ဓာကိုယ်ထဲမှာကျန်နေနိုင်ပါတယ်။ဒီအစီတွေကခမားရဲ့ဆဲတွေကိုထူထဲတဲ့ဆောင်လိုမျိုးဖောက်အုပ်ထားပြီးခန္ဓာကိုယ်ကအစီတွေကိုလောင်ကျွမ်းဖို့ခက်ခဲစေနိုင်ပါတယ်။ဒါကြောင့်မလို့လူအများစုကဘလောက်ပဲလက်ကျင်ခန်းတော့လို့ကိုယ်လေးချိန်မကြတာပါဒီအနေရှိတဲ့အစီတွေဘယ်လိုနည်းနဲ့ကျွန်တော်တို့ရဲ့အစားအစာတွေထဲရောက်လာတာလဲလို့သိရှင်နေပါပါဒါကတော့ဟင်းဒီဟီရဲ့စီတွေကိုကျွန်တော်တို့နေ့စဉ်စားသုံးနေတဲ့အစားအစာတွေထဲမှာထည့်သွင်းလာတာကြောင့်ပါဒီစီတွေကကျွန်တော်တို့ရဲ့ကျန်းမာရေးကိုထိခိုက်စေပြီးကိုယ်လေးချိန်တက်စေတဲ့အပြင်နာတာရှည်ယောဂါတွေကိုပါဖြစ်စေနိုင်ပါလေဒါကြောင့်ဒီလောက်အန္တရာယ်ရှိတဲ့အစီတွေကိုဖယ်ရှားဖို့ဘန်အာဒီရဲ့တဘဝဖြော်ရည်ကိုတုံးကြည့်ဖို့အကြံပြုချင်ပါတယ်ဒီဖြော်ရည်ကခန္ဓာကိုယ်တစ်ခါအစိတ်အတောက်တွေကိုဖယ်ရှားပေးပြီးကျန်းမာရေးကိုမြင့်တင်ပေးနိုင်ပါတယ်ဒါကြောင့်ဒီဖြော်ရည်ကိုစမ်းတုံးကြည့်ပြီးကျန်းမာပျော်ရွှင်တဲ့ဘဝကိုပန်ဆိုင်လိုက်ပါကျွန်တော်ရဲ့ချီးမွေးရွှေတို့ကိုပထမဆုံးအနေနဲ့ပြောရရင်ဒါကစိတ်ဝင်စားဖို့ကောင်းတယ်လို့စိတ်အနှောက်အယှက်လည်းဖြစ်စေတဲ့အကြောင်းအရာတစ်ခုပါပဲ1900ပြည့်နှစ်အစောပိုင်းလောက်မှာအစားအသောက်ကုမ္ပဏီတွေကစက်မှုလုပ်ငန်းသုံးစီတွေကိုထုတ်လုပ်ပြီးအမြတ်အစွန်းတွေအများကြီးရနိုင်တယ်ဆိုတာကိုတွေ့ရှိခဲ့ပါတယ်အဲ့ဒီစီတွေကထုတ်လုပ်ဖို့စီးသက်တာတလို့တက်တန်းလည်းအရန်ရှည်ပါတယ်ဒါပေမဲ့ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်တွေကတော့အဲ့ဒီလိုမျိုးလူလို့အစီတွေကိုခြေဖြတ်ဖို့အတွက်ဘယ်တော့မှမဖန်တီးလာခဲ့ဘူးဗျစဉ်းစားကြည့်ပါဦးနေ့ထောင်ပေါင်းများစွာတုန်းကကျွန်တော်တို့ရဲ့အဖိုးဖွားတွေကထောပတ်ဝက်စီတန်လွင်စီလိုမျိုးတဘဝအစီတွေကိုပဲအသုံးပြုခဲ့ကြတာပါစက်မှုလုပ်ငန်းသုံးပြောင်းစီကနိုလာစီတွေကိုဘယ်တော့မှမသုံးခဲ့ကြပါဘူးကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ကဒီခေတ်ပေါ်ဒီထွေမှုတွေကိုဘယ်လိုကန်ကြော်ရမလဲဆိုတာကိုမသိဘူးဗျအခုပြောပြမယ့်အရာတစ်ခုကခမားတို့ကိုတော်တော်လေးအားတင်းသွားစေပါလိမ့်မယ်ဒီအစိတ်အတောက်ဖြစ်စေတဲ့အစီတွေကကိုယ်လက်ချင်းကိုပဲတက်ရောက်တာမဟုတ်ဘူးခမားတို့ရဲ့အုံနောက်အလုပ်လုပ်ပုံကိုပါကြောင်းလဲပစ်နေတာပါမကြတဲ့ခင်ကတိတ်ပန်နေကြလေ့လာမှုတွေအရာဒီမကောင်းတဲ့အစီတွေကိုအုံနောက်တစ်ရှူးထဲမှာစုပုံလာတဲ့အခါမှာခမားတို့ရဲ့စိတ်အခြေအနေမညံတဲ့အာယုံဆိုးဆိုင်နိုင်စွမ်းတွေကိုပါထိခိုက်စေနိုင်တယ်ဆိုတာကိုတွေ့ရှိခဲ့ကြပါတယ်အဲ့ဒါကြောင့်ဒီနေ့ခေတ်လူအများစုကအုံနောက်မကြည်လင်တာတွေအာယုံမဆိုးဆိုင်နိုင်တာတွေနဲ့ရုန်းကန်နေရတာပေါ့နောက်ထပ်ခမားတို့နားလည်ထားဖို့ကအရေးကြီးတဲ့အချက်တစ်ခုကတော့ခမားတို့ရဲ့အတဲပေါ့အဲ့ဒါကခမားတို့ရဲ့ခန္ဓာကိုယ်ရဲ့အဓိကအစိတ်ဖယ်ရှားပေးတဲ့အင်္ဂါဆက်အပိုင်းပါပဲအဲ့ဒီအတဲကဒီအစိတ်အတောက်ဖြစ်စေတဲ့အစီတွေကြောင့်ဝင်ပြီးသွားတဲ့အခါမှာတခြားအစိတ်အတောက်တွေကိုလည်းကောင်းကောင်းမချေဖြတ်နိုင်တော့ပါဘူးဒါကကားတဲကစီးထုတ်တဲ့ပစ္စည်းပိတ်ဆို့သွားတယ်လို့ပါပဲအရာအလုံးပျက်စီးဖို့ဖြစ်လာတာပေါ့ဗျာဒါပေမဲ့ချင်းမရွှေတို့အတွက်ကောင်းတဲ့သတင်းတစ်ခုကတော့ပင်အာဒီဆိုတဲ့လူကချင်းမရွှေတို့ရဲ့ခန္ဓာကိုယ်ထဲကမကောင်းတဲ့အစီတွေကိုတဘဝနည်းအတိုင်းဝမ်းနဲ့ဆွန်းထုတ်ပေးဖို့ကူညီပေးတဲ့မနက်ခင်းအချိုရည်တစ်မျိုးကိုတီထွင်ထားတာပါဒီနေ့ကျွန်တော်ကဒီဖြော်ရည်ဖြောတဲ့နည်းကိုအတိအကျခမားတို့ကိုမျှဝေပေးပါမယ်ပါဝင်တဲ့ပစ္စည်းတွေကိုမပြောပြခင်မှာဒီမကောင်းတဲ့အစီတွေကခမားတို့ရဲ့ခန္ဓာကိုယ်ကိုဘယ်လိုမျိုးတွေကြီးခိုက်အောင်လုပ်နေတာလဲဆိုတာကိုနားလည်ထားဖို့လိုပါတယ်အဲ့ဒီမကောင်းတဲ့အစီတွေကရောင်ရမ်းခြင်းကိုယ်လေးချင်တက်ခြင်းအုံနောက်မကြည်လင်ခြင်းအားနည်းခြင်းနဲ့ပြင်းထန်တဲ့ယောဂတွေကိုတောင်ဖြစ်စေနိုင်ပါတယ်ကျွန်တော်ယခုဝေမျှမဲ့အချိုရည်ကတကယ်တော့လောက်ရတာအရင်ရုပ်ရှင်းပါတယ်ပထမဦးဆုံးတဘဝအတိုင်းထွက်ရှိလာတဲ့စမ်းရည်နှစ်ခွက်လိုပါလိမ့်ပဲစမ်းရည်ပဲဖြစ်ရပါမယ်နော်ဘာလို့လဲဆိုတော့မိတ်ဆွေတို့နေ့စဉ်အသုံးပြုနေတဲ့ရေပိုက်ခေါင်းကနေရလာတဲ့ရေကဒီလုပ်ငန်းစဉ်ကိုအနောက်ရှက်ပေးနိုင်တဲ့တန်တုပစ္စည်းတွေပါဝင်နိုင်လို့ပါပြီးရင်တော့အဲ့ဒီစမ်းရည်ထဲကိုစီရီယန်ဟက်9 gram ထည့်ရပါမယ်စီရီယန်ဟက်ဆိုတာဘာလဲလို့ခင်ဗျားတို့တွေးနေနိုင်ပါတယ်အဲ့ဒါကတဘဝအမြင်တဲ့တစ်မျိုးပါတိတ်ပန်နိကြတုတေသနတွေအရအဲ့ဒါကခမားတို့ရဲ့အစာချေစနစ်တွေကမကောင်းတဲ့အစီအစဉ်နဲ့ဝမ်းနဲ့အတူဆွန့်ထုတ်ပေးဖို့ကူညီပေးတယ်လို့ဆိုပါတယ်နောက်တစ်ခုကတော့လမ်းကျစေးနဲ့ဇွန်းပါဒီမော်ဆန်တဲ့အစီတွေကမက်ရွှေတို့ရဲ့ဦးထဲမှာအထူးကျယ်တစ်မျိုးကိုဖန်တီးပေးပြီးအရာအလုံးကိုချောမွေ့စေကအဲ့ဒီမကောင်းတဲ့အစီတွေအလွယ်တကူထွက်သွားအောင်ကူညီပေးပါတယ်နောက်ဆုံးမက်ရွှေတို့ကကယ်လဆီယမ်နဲ့မက်ဂနီဆီယမ်အမုန့်လိုအပ်ပါတယ်ကယ်လဆီယမ်400 mg နဲ့မက်ဂနီဆီယမ်200 mg ပါ
ဒီသတ္တုဓာတ်တွေကအဲ့ဒီမကောင်းတဲ့အဆီတွေကိုဆွဲယူပြီးခမားတို့ရဲ့ခန္ဓာကိုယ်ထဲကိုပြန်မဆုပ်ယူပဲထောက်သွားအောင်တေချာစေပါတယ်ဒီပါဝင်ပစ္စည်းတွေပေါင်းစပ်ထားတာနဲ့ပတ်သက်ပြီးတကယ်စိတ်ဝင်စားဖို့ကောင်းတာကခမားတို့ရဲ့ခန္ဓာကိုယ်ထဲကဦးလန်းကြောင်းအမျိုးမျိုးကနေအလုပ်လုပ်နေတာပါစီရီယန်ဟတ်ကအစီတွေနဲ့ပေါင်းစပ်ယုံတယ်မကဘူးခမားတို့ရဲ့ဦးထဲကကောင်းမွန်တဲ့ပတ္တိရိယတွေကိုလည်းအစာကျွေးဖို့ကူညီပေးပါတယ်ဒီအကျိုးပြုပတ္တိရိယတွေကအထူးဓာတ်ပေါင်းတွေကိုထုတ်လုပ်ပေးပြီးခမားတို့ရဲ့ခန္ဓာကိုယ်ထဲကအစီတွေကိုပိုချေဖြတ်ဖို့ကူညီပေးပါတယ်ရွှေတို့ရဲ့ဆဲတွေကိုအိမ်သေးသေးတွေလိုမြင်အောင်ကြည့်ပါဒီမကောင်းတဲ့အစီတွေကအဲ့ဒီအိမ်တွေရဲ့နေရံတွေကိုဖောက်ထားတဲ့ရွှွန့်ထူထူတွေနဲ့တူပါတယ်ဒီလိုဖြစ်လာတဲ့အခါမှာမိတ်ရွှေတို့ရဲ့အစီတောင်ကျွမ်းစေတဲ့ဟော်မုန်းတွေကအဲ့ဒီဆဲတွေထဲကိုဝင်ပြီးအလုံးမလုံးနိုင်တော့ပါဘူးအဲ့ဒါကြောင့်လူအများစုကကောင်းမာတဲ့ပိုက်အစီနဲ့ရုန်းကန်နေရတာပါပင်အာဒီရဲ့အဆိုအရဒီအချိုရည်ကိုမနက်တိုင်းတောက်တဲ့လူတွေကရက်ပိုင်းအတွင်းမှာအားပိုရှိလာတာအစာချေပိုကောင်းလာတာစဉ်းစားသိခေါ်မှုပိုကြည်လင်လာတာကိုယ်အလေးချိန်ကိုပိုရတဲ့ကိုကြဆင်းလာတာကိုတတိထားမိကြမယ်လို့ဆိုပါတယ်ဒါပေမဲ့ဒီမှာအရန်ရေးကြီးတဲ့အချက်တစ်ခုရှိပါသေးတယ်မိတ်ဆွေတို့ကဒီအချိုရည်ကိုမနက်အစောဆုံးပိုက်ထဲမှာဘာမှမရှိတဲ့အချိန်မှာတောက်ရပါမယ်အဲ့ဒီအချိန်မှာမိတ်ဆွေတို့ရဲ့အစာချေစနစ်ကအစရတောက်တွေကိုစွန့်ထုတ်ဖို့အသင့်တော်ဆုံးအချိန်ပါလူအများစုမတိတဲ့အချက်တစ်ခုကတော့မိတ်ဆွေတို့ကဒီအဆက်အတောက်ဖြစ်စေတဲ့အစီတွေကိုစွန့်ထုတ်ဖို့စတင်တဲ့အခါမိတ်ဆွေတို့ရဲ့အရသာခံအယုံတွေကတကယ်ပြောင်းလဲလာပါတယ်လူအများစုကရက်တပတ်အနေငယ်ကြာပြီးတဲ့နောက်မှာတဘဝအတိုင်းချမ်းမာရေးနဲ့ညီညွတ်တဲ့အစားအစာတွေကိုတောင်းတလာတယ်လို့ဆိုကြပါတယ်ဒါကမိတ်ဆွေတို့ရဲ့ခန္ဓာကိုယ်ကတကယ်အစားအစာရဲ့အရသာကိုနောက်ဆုံးတော့ပြန်မှတ်မိသွားတယ်လို့ပါပဲအခုလူတချို့ကကျွန်တော်ကိုမေးကြပါတယ်အရသာကရောဘယ်လိုလဲလို့မေးချင်ကြပါတယ်ကောင်းပါပြီကျွန်တော်ကခင်ဗျားတို့ကိုရိုးရိုးသားသားပြောပြပါမယ်ချောကလက်မီရှိတောက်ရတယ်လို့မျိုးတော့မဟုတ်ပါဘူးဒါပေမဲ့ဒါကဆေးပါဒါကကုသချင်းပါဒါကခင်ဗျားတို့ရဲ့ခန္ဓာကိုယ်ထဲမှာနေပေါင်းများစွာကတ်နေတဲ့အဆဲတောက်တွေကိုဖယ်ရှားပေးတာပါရက်နဲ့ငယ်အတွင်းမှာမိတ်ဆွေတို့ကဝမ်းတွားတာပုံများလာတာကိုခန်းစားရနိုင်ပါတယ်ဒါကလုံးဝအမှန်ပါပဲတကယ်တော့ဒါကကောင်းတဲ့လက္ခဏာပါမိတ်ဆွေတို့ရဲ့ခန္ဓာကိုယ်ကမကောင်းတဲ့အစီတွေကိုစွန့်ထုတ်ဖို့ကူညီပေးနေတာဆိုတာကိုဆိုလိုပါတယ်ဒီသက်စင်ချင်းဝင်လို့ရတဲ့အချိန်မှာမိတ်ဆွေတို့ကမကောင်းတဲ့အစီတွေကိုစားတုံးတာကိုရှောင်ရှားဖို့စ조사တင်တယ်ဆိုတာကိုမှတ်သားထားဖို့အရေးကြီးပါတယ်ဒီဖြော်ရည်ရဲ့သူရနာပြုချက်အရစီရီယန်ဟက်တစ်ခုတည်းကတင်အစီစွန့်ထုတ်မှုကို90ရာခိုင်နှုန်းအထိတိုးမြင့်ပေးနိုင်တယ်လို့ပြသနေပါတယ်မိတ်ဆွေတို့ကအဲ့ဒါကိုနန်းချက်စေးနဲ့တတုဓာတ်တွေနဲ့ပေါင်းစပ်လိုက်တဲ့အခါမှာမိတ်ဆွေတို့ရဲ့ခန္ဓာကိုယ်ကိုနှစ်ပေါင်းများစွာစုစည်းထားတဲ့အစေအတောက်ဖြစ်စေတဲ့အစီတွေကိုဖယ်ရှားမိနိုင်တဲ့အကောင်းဆုံးဆေးတစ်ခွက်ကိုဖြစ်လာစေပါတယ်ချီမိတ်ဆွေတို့ရေဒီဖြော်ရည်ကကိုယ်လေးချိန်ကြဖို့အတွက်တင်မဟုတ်ဘူးဆိုတာကိုမှတ်သားထားပါဒါကခန္ဓာကိုယ်အတွင်းပိုင်းကနေကျန်းမာရေးအတွက်ပါအထောက်အကူဖြစ်စေပါတယ်မိတ်ဆွေတို့ကဒီအစေအတောက်ဖြစ်စေတဲ့အစီတွေကိုဖယ်ရှားတဲ့အခါမိတ်ဆွေတို့ရဲ့ခါအလှကိုတင်မကဘူးမိတ်ဆွေတို့ရဲ့ခန္ဓာကိုယ်ထက်ကဆဲတိုင်းကိုပိုကောင်းကောင်းအလုပ်လုပ်ဖို့ကူညီပေးနေတာပါဒါဆိုရင်ဖြော်ရည်လုပ်ဖို့လိုအပ်တဲ့ပါဝင်ပစ္စည်းတွေရှာဖွေစုစည်းပြီးကျန်းမာတဲ့ခန္ဓာကိုယ်နဲ့ခန္ဓာကိုယ်အလှတရားတွေကိုရယူနိုင်ဖို့အစဉ်သင့်ဖြစ်ပြီလားဟုတ်ကဲ့ပါခင်ဗျာဗီဒီယိုကိုဒီမှာတင်ရက်နာခွင့်ပြုပါဒီလိုဘူးထူးရရစေတဲ့ဗီဒီယိုကိုဆက်ကြည့်ချင်တယ်ဆိုရင်တော့ကျွန်တော်ရဲ့ Happy Healthy Vibe Channel လေးကို Like Subscribe လုပ်ပြီးကိုမိတ်ဆွေတငယ်ချင်းတွေကိုလည်းကျမ်းမာနေစေဖို့ဒီဗီဒီယိုကို Sharing လုပ်ခဲ့ပေးကြပါဦးခင်ဗျာအားလုံးကျမ်းမာပျော်ရွှင်တဲ့ဘဝမျိုးပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ